ဒီပုံမြင်လေးရဲ့နာမည်ကတော့ဂုံးတိုက်စကားတခါကတိုးအုပ်ကြီးတစ်ခုအတွင်ချင်းသေးတစ်ကောင်နှင်းကြားတစ်ကောင်ဒီလွိုင်ကူတစ်ခုတွင်အတူတကွနေထိုင်ကြလေသည်တဲ့ ချင်းသေးသည်ကြားယူဆောင်လာသောသားကောင်းများကိုလူရက်ပြီးမစားဘူးကြားပေးမှသာစားတယ်ကြားကလည်းထိုနည်းတူပင်ဖြစ်ပါတယ်ဒီလိုမျိုးစီးနှင့်ကန်းနှင့်နေထိုင်သောကြောင့်ခိုင်ရန်ဖြစ်ပွားမှုမရှိငင်းခုန်မှုလည်းမရှိကြဘူးတဲ့ အဲ့ဒီလိုအေးချမ်းစွာနေထိုင်ရင်းကတနေ့မှာတော့ကြားနစ်ချင်းသေးတို့နေထိုင်တော့လိုင်ကူတို့အလွန်ပင်လီတော့မိခွေးတစ်ကောင်ရောက်လာ၏သူဒုက္ခရောက်နေပါကြောင်းပြောပြ၏ခဏတာအတူနေဖို့ခွင့်တောင်းတဲ့ဒါပေမဲ့ချင်းသေးနဲ့ကြားကလည်းမိခွေးဤရုပ်မာတက်တော့အကျင့်ကိုတိနေတော့လက်မခံပဲငင်းပါတဲ့ကွယ်မိခွေးကအချင်းချင်းတောင်းပန်တော့အခါမှာတော့သနာတက်တော့ချင်းသေးနဲ့ကြားကလည်းနေခွင့်ပြုလိုက်ပါလေကွယ်မိခွေးဒီကြားနှင့်ချင်းသေးတို့ဤလောင်ကူတွင်ကန်နေပြီကြားနှင့်ချင်းသေးတို့ဤအစာအကျွင်းအကြံတွေကိုပါစားနေရတော့ဝါဖြိုလာသည့်အပြင်ရန်အပေါင်းကလည်းကိန်းဝေးနေကြတာပေါ့ကွယ်တိုးတော်ညာလေမိခွေးကသူ့ရဲ့အချင်းအတိုင်းကျေးဇူးမသိသည့်အပြင်ကြားနှင့်ချင်းသေးတို့ဤအသားကိုစားရရေးပါကြံစီလေတဲ့ကွယ်သူတို့အချင်းချင်းတတ်ကြရင်တော့သူတို့ရဲ့သားကိုစားရလိမ့်မည်ဟုတွေးကတလဲစီရန်တိုက်ပါတော့တယ်သဘောထားမြင့်မြတ်ကဉာဏ်ပညာကြီးသောချင်းတဲ့ကြားတို့ကမိခွေးဤစကားကိုမယုံဘူးလို့ညင်းပါတယ်တဲ့ကွယ်ညီခွေးကလည်းအားမလျှော့ပဲအချင်းချင်းကုန်းတိုက်စကားများကိုဆိုပြန်တယ်ထိုအခါချင်းတဲ့ကတန်တရားဖြစ်လာပြီးကြားကိုမင်းမြတ်မှဖြစ်တော်မူဆုံးဖြတ်လိုက်ပါတော့တယ်ကွယ်ချင်းသည်ကြားအားဘယ်သို့ဖြစ်သည်ကိုမင်းမြန်းကြည့်ရာကြားကသူသည်ချင်းသည်အပေါ်တွင်ဘယ်တော့မှမြေတံပြတ်ခဲ့ကြောင်းမြေကွေးလာကုန်တဲ့တော်လေယုံကြည်မပေးခဲ့ကြောင်းရှင်းပြသည်ထိုအခါချင်းတဲ့ကသူသည်ကြားအပေါ်တွင်ခဏတာတန်တရားဝေမိသည့်အတိုင်းခွင့်လွတ်ပေးပါရန်တောင်းပန်လေသည်မြေကွေးလည်းကြားနှင့်ချင်းသေးတို့၏စီလုံးပုံရစ်တာထားကြပုံတို့ကြည့်ပြီးတွေးခွဲ၍မရမှန်းသိကထွက်ပြေးသွားလေတော့ဒီပုံမြင်လေးကနေသင်ငန်းစာများရရှိမယ်လို့ယုံကြည်ပါတယ်အခုလိုမျိုးပုံမြင်လေးကိုစူးစမ်းပြီးပုံမှန်တင်ဆက်သွားမှာဖြစ်လို့ like and subscribe လေးလုပ်ပြီးအားပေးကြပါဦးနော်ကြည့်ရှုအားပေးမှုကိုကျေးဇူးအထူးတင်ပါတယ်